ancient for year, Yana solution, CIA, Channel Mara, the Labi Labo solution, not in a pure body came be over, no time in the church of your to lay a video cock of your Sierra. အားလုံးမင်္ဂလာပါဆူဆဲတဲ့ရှင်ကနေပြန်လိုက်ကြိုးစုံလိုက်ပါတယ်ဒီကနေ့မှာအင်ရှင်အဖွားကြီးရပါတော့သူကနေပြီးတော့တရေတွေမွေးပြီးတော့အိမ်ငါးတွေမနေနိုင်အောင်ဆိုပြီးတော့ဒီ6လမ်းတဲ့ဗီဒီယိုဖိုင်ဖြစ်ပါတယ်ဆူဆဲနဲ့အတူတူလိုက်ကြည့်ကြမယ်နော်ကျွန်တော်ဒီလားမျိုးနဲ့ရွှေညောဆရာအောင်ငန်းစီဖြစ်ပါတယ်နော်ကျွန်တော်အခုပြောပြချင်တာလေးရတော့ဗောနော်ပြန်မှန်လေးတစ်ခုပါအဲ့ဒါဘာလဲဆိုတော့အင်ရှင်အဖွားကြီးရပါတော့တရေတွေမွေးပြီးတော့နော်လာပြောက်ပြီးတော့သူ့အိမ်မှာလမ်းငှားတဲ့အိမ်ငှားတွေကိုနော်စာချုပ်ချုပ်ခိုင်းပြီးတော့6လစာတို့ဘာလို့အဲ့လိုမျိုးပေါ့နော်ချုပ်ပြီးတာနဲ့အိမ်ငှားသမားတွေရေရှည်မနေနိုင်အောင်လို့နော်တရေတွေနဲ့မောင်းထုတ်တဲ့နေပါနော်ဒါပေမဲ့သူဟာလစာတွေလည်းပြန်မပေးဘူးပေါ့နော်နိုင်တဲ့စင်းနဲ့လုပ်ပြီးတော့အိမ်ငှားသမားတွေမောင်းထုတ်တာပေါ့နော်အဲ့ဒီကိစ္စကိုကျွန်တော်ပြောပြခြင်းလို့ပါဖြစ်စဉ်ရတော့ဘယ်လိုပြောလဲဆိုတော့ကျွန်တော်ဖျားကမှထိုင်ပြီးတော့ကျွန်တော်ဗတိစိတ်နေတဲ့အချိန်မှာနော်အသက်ခန့်ငယ်ငယ်နော်20ကျော်လောက်ပဲရှိတယ်လေများနှစ်ယောက်နော်ကျွန်တော်စီရောက်လာတယ်ဆရာကြီးဆိုပြီးတော့ကျွန်တော်စီကိုဖျားကန်ရှိမှလာဟိုနေတော့ဗောနော်လာပြီးတော့ခေါ်နေတော့ကျွန်တော်ကဘာဖြစ်လို့လဲအထက်ဝင်ခဲ့လေလို့ကျွန်တော်ပြောလိုက်တော့အဲ့ဒါဖျားကန်နဲ့ဝင်လာတယ်ဘာမှဖြစ်လို့လဲသမီးလို့မဟုတ်ဆရာရဲ့သမီးတို့ကိုကူညီပေးပါဆရာရဲ့တဲ့သမီးတို့အခုအိမ်ငှားနေတဲ့အိမ်ငှားတဲ့တရေအရန်6လို့တဲ့ညဆိုတော့မအိပ်ရဘူးတဲ့နော်ညဆိုမအိပ်ရဘူးတဲ့သမီးတို့ခြေထောက်တွေလည်းလာဆွဲတယ်တဲ့ပြီးတော့ငိုတန်တွေရောညီးတန်တွေရောမကြာခဏကြားရတယ်ဆရာတဲ့ပြီးတော့ခွေးတွေလည်းတားဥတယ်တဲ့နော်အဲ့ဒါနဲ့ညဆိုလဲအဲ့လိုမရပါဘူးဆရာရဲ့တဲ့သမီးကစက်ရုံမှာအလုပ်ဆင်းတာတဲ့သမီးယောက်ျားကြတော့တဲ့တက်စီမောင်းနေတဲ့အဲ့နဲ့အိမ်မရတဲ့ရက်တွေကလည်းများနေပြီဆရာရဲ့တဲ့အခုဆိုလို့ရှိရင်နှလုံးတွေကလည်းအောင့်နေတဲ့အေးတွေပြတ်ပြီးတော့တဲ့အဲ့နဲ့ကျွန်တော်ကဘာပြောလဲဆိုတော့ねအေးဟုတ်ပြီသမီးတို့ကငားနေတယ်ဆိုလို့ရှိရင်သမီးတို့နော်လောကခံရတော့မပိုင်ဘူးလို့ဘာလို့ဆိုဆရာတို့ကတော့ကိုပိုင်အင်ဆိုလို့ရှိရင်သမီးရဲ့လို့နော်သမီးတို့အဲ့တယ်ဆိုလို့ရှိရင်ဆရာတို့ပိုင်ရဆိုင်ရနဲ့လုပ်လို့ရတယ်လို့သမီးတို့ကအခုငားနေတယ်ဆိုတဲ့အတွက်ပေါ့နော်ဆရာတို့မှလောက်ကန်ရတာတွေအခက်အခဲရှိတယ်လို့ဘာလို့ဆိုတော့သမီးတို့ကိုပိုင်မဟုတ်တဲ့အတွက်ကိုဆရာတို့ကသွားပြီးတော့နော်ပိုင်ရဆိုင်ရတွေနဲ့နော်ပညာအရလုပ်လိုက်မယ်ဆိုလို့ရှိရင်ရှင်းထုတ်လိုက်မယ်ဆိုလို့ရှိရင်ဒါပေမဲ့ပိဿမပြီးဘူးနော်ပိုင်ရှင်ကိုယ်တိုင်အမှပြီးမှသမီးမဟုတ်ဆိုလို့ရှိရင်သမီးတို့ပို့ပြီးတော့နော်ဒုက္ခရောက်မယ်ဆရာတော့ကူညီပေးကြပါလေသမီးရဲ့လို့အဲ့ဒါနဲ့မေးကြည့်တာပေါ့နော်ဆရာတဲ့သူ့အင်ရှင်အကြောင်းပြောပြတယ်အဲ့ဒီအင်ရှင်အဖွားကြီးရတဲ့ညဆိုလို့ရှိရင်ဆရာရဲ့တဲ့ channel မှာတဲ့ဒီလာပြီးလာပွဲဆိုလို့ရှိရင်တဲ့နော်ဒီငပြောဘတ်တွေခင်းပြီးတော့ပေါ့နော်ပြီးတော့ဟင်းတွေချက်ပြီးတော့အသားဟင်းတွေချက်ပြီးတော့တဲ့သူလက်ရပြီးတော့ခေါ်ပြီးတော့ဆရာတဲ့ကျွေးတယ်တဲ့အဲ့ဒါဘာလို့တာလဲမသိဘူးတဲ့ပြီးလို့ရှိရင်လည်းအဲ့လိုမျိုးကြီးခေါ်ပြီးလို့ရှိရင်လည်းတိတ်မကြဘူးတဲ့ခွေးနဲ့ကြီးတွေရောက်လာတယ်အဲ့ခွေးနဲ့ကြီးတွေကလည်းသမီးတို့လည်းတစ်ခါမှမတွေ့ဘူးတဲ့ဘယ်ကြောင်တွေရတယ်ဘယ်လိုထွက်လာလဲမသိဘူးတဲ့ပြီးလို့ရှိရင်စားပြီးလို့ရှိရင်လည်းအဲ့ကြောင်တွေတွေကိုဝင်ပြီးတော့ပျောက်သွားတယ်တဲ့ကျွန်တော်အဲ့ဒီမှာကျွန်တော်လည်းတော့သဘောပေါက်လိုက်ပြီ။အော်ဒါဆိုလို့ရှိရင်ဒါအဖွားကြီးရဲ့လက်ချက်ပဲเนาะအင်ရှင်ဖွားကြီးကိုယ်တိုင်ကပညာပဲလို့เนาะအဲ့ဒါသမီးတို့ဒါဆိုလို့ရှိရင်ဒါမှကလေးမလေးတို့တော့ကျွန်တော်အင်ရှင်ဖွားကြီးပညာတယ်ဆိုတဲ့အကြောင်းတော့မပြောသေးဘူး။နင့်အင်ရှင်ဖွားကြီးနဲ့ဆရာစကားပြောကြတယ်လို့ရမလားဆိုတာနဲ့သမီးဖုန်းခေါ်ပြီးပြောချင်တာလေးရှိလို့ကျမတို့လေဒီရေကအဝေးပြေးဝင်အခန်းမှာငားနေနှစ်နှစ်ကြော်နေပြီအဲ့ဒါဒီနေ့ကျတော့ခံပိုင်ရှင်ကလာတယ်ပေါ့နော်ခံပိုင်ရှင်ကလာပြီးတော့ကျမစိတ်ထဲမှာအမျိုးသားတဝင်သွားရဲဆိုတော့အော်အကူပြောလို့ဘာဖြစ်လို့လဲလို့အခန်းလာကဒီအခန်းစာချုပ်ပြေသွားတာကိုအမျိုးသားကထက်မချုံရသေးလို့ဒါမှမဟုတ်စာချုပ်နီလို့လာပြောတယ်အဲ့လိုပဲထင်နေတာစိတ်ထဲမှာလည်းဘာမှမရှိဘူးကျမတို့ဒီအခန်းငားနေတယ်ဆိုတာဟာလေကျမတို့မှနေစရာနေရာမရှိလို့ဟိုဒီမှာမနေရကျမအခြေမဲ့နေမဲ့ဖြစ်မဲ့ချိန်နေမို့လို့ငားနေကျမပြောတာသူ့ခဲသူငားချင်ကအမေမငားချင်မငားဘူးဟုတ်တယ်မဲ့တယ်ကျမဒီရေးမျိုးမှာနေတာဖြစ်တဲ့အတွက်ဒီရေးမျိုးမှာမနေနဲ့ဒီရေးမျိုးမှာပဲကြီးတာဖြစ်တဲ့အတွက်အဲ့ရှိအိမ်ငါအထတွေကျမမသိဘူးရန်ကုန်အထတွေဘာတွေညာတွေလာမပြောနဲ့သူတို့စကြောလို့ဘလူချုပ်တာလဲဆိုတာလဲကျမမသိဘူးမသိတော့ညီမတို့ပြည့်မှာတဲ့9လပိုင်းပြည့်မယ်တဲ့လာကြိုပြီးတော့ပြောတာတဲ့ဘာဖြစ်လို့လဲကိုလို့ပြောတော့9လပိုင်းပြည့်ရင်လည်းစက်မငါတော့ဘူးဘာဖြစ်လို့လဲအကိုပေါ့နော်ကျမကလေလူတယောက်လေကြောပြီးတော့ဘယ်တုံးမှမဆက်ဆက်ခဲ့တော်လေးဒေါသထွက်တယ်တော့တော်လေးထိုင်ရရတယ်ဘာဖြစ်လို့လဲပြောတော့မငါတော့ဘူးတဲ့အကိုဘာဖြစ်လို့လဲပေါ့နော်မေးကြည့်တယ်ကျမလေးအောက်ကျို့ပြီးတော့ပြောကြည့်တယ်ဘသူ့ကိုမဆိုကျမအောက်ကျို့ပြီးတော့ပဲပြောတတ်တယ်
မင်းတို့မငါတော့ဘူးတဲ့တခြားလူပဲငါတော့မယ်တဲ့အိမ်နာကဈေးအိမ်နာကလည်းတဲ့ဟိုဈေးနေတယ်လို့လည်းရှင်းမခုံတော့ဘူးတဲ့အဲ့ဆိုတော့ဘာဖြစ်လို့လဲပေါ့ကိုကလည်းမြတ်တရခဲ့ကြည့်တယ်ပေါ့နော်ကို့မှာလည်းကလေးငယ်ရှိတယ်ကလေးကလည်းကြောင်းတက်ရတော့မလေး pre-KG တက်ရတော့မဆိုတော့ဒီအခန်းလေးကလည်းကိုနေတာကိုယ့်ကိုရလို့ပဲသဘောထားပြီးတော့ကိုနေတာတဲ့ဟိုတနေ့ကပဲမအပြင်တလဘာပြေလို့တတိချာချာကိုလောက်ပြီးတော့ပြန်ပြေးနာတဲ့အနောက်မှာလည်းခေးတာတဲ့အနောက်မှာခေးနေကျမခင်လာတဲ့လူတွေဆိုသိတယ်ကျမဘလို့နေလဲဆိုတာကြီးကြီးပပစုပ်ပြန်နေနေတာလည်းမဟုတ်ဘူးပြီးတော့ဒီအခန်းကလည်းရုံဆိုင်နေတဲ့ငါလာမျိုးသားအဲ့အခန်းလာကလည်းနေနေပြီးလည်းရေမခုံတော့ဘူးတဲ့သူပြောရဲဆိုတော့အော်အကိုအခန်းလာကနေတယ်ဆိုညှိလို့ရသူဘယ်လောက်လို့ချင်တယ်ငါတိတ်လို့ချင်တာပေးလို့ရတယ်လူဘာဝလာစကားပြောတာလေလူလို့သဘောမထားကျမလူချင်းဆိုတော့လူလို့ပြောလို့ရမယ်ထေလို့ပေါ့နော်ကိုဆိုလည်းအဲ့လိုပဲသူများခက်ခဲပြအောင်ဘယ်တော့မှမလုပ်ဘူးလေသူများလေအဲ့လိုခက်ခဲပြလို့အကူညီတောင်းရင်ဘာမစိုးကူညီပေးတဲ့အကုန်လုံးသူများအခက်ခဲပြအောင်ဘယ်တော့မှမလုပ်ဘူးဆိုတော့အော်ကိုကလေးကလည်းငယ်နေဆိုတော့ပေါ့နော်ကျမတခြားဟိုပြဖို့တာမဖြစ်လို့မိုးရွေးပြီးမှပဲဟိုလာပေးလို့ဖဲ့ပေးလို့ရမလားပေါ့နော်အဲ့လိုပြောကြည့်တာမျက်နှာကိုလေဟိုမသိဒီခဲမှမနေရကျမတို့ကလမ်းဘေးမှာအဲ့ရတော့မယ်ပေါက်လို့ပဲစားအခြေအနေလိုမျိုးမျက်နှာကိုလောက်ပြီးတော့လေမဟုတ်ဘူးတဲ့မကားတော့ဘူးတဲ့နေအခဲတာတဲ့ခဏကြာသွားရင်မကောင်းဘူးတဲ့အကိုသမီးကျမဒီမျိုးပါပဲနေတာညီမဒီမျိုးပါပဲနေတာကိုဒီရေးကပဲဒီရက်ကွက်ကပဲဘာမှတော့မဖြစ်ပါဘူးအဲ့ဒါပြောတာဟုတ်ဘူးတဲ့ဘာမှအဲ့စိုက်တွေမှာထားမနေနဲ့မငါတော့ဆိုငါတော့ပြောပြီးတော့ဘောဆိုဆိုင်ကမောင်းထွက်သွားတယ်ကြည့်စဲဒါနဲ့လိုက်ခိုးချင်တယ်တကယ်ပဲအကိုတော့အရှိကိုတွားပြီးတော့လေဘာဆောက်ချိုးရလဲပြောချင်နေတာတော်လေးကိုထိုင်တာရတယ်မျိုးသားပေါင်းဆက်ပြီးပြောလို့လေမျိုးသားသူငိုင်းငါပဲမကားဘူးဘောဘာတွေလိုက်ပြီးခဲစားနေလဲစောက်လိုက်ကဲဆိုမသိဘူးသိတာအဲ့ဒီအမျိုးသားလောက်တယ်လူရတယ်လေပြောချင်တာကသူပြောလို့သူကဖြစ်လို့ခဲစားတာမဟုတ်ခြေမဲ့နေမဲ့မဟုတ်ဘူးရေးမနေနေတာရေးမျိုးမှာချက်ပြောင်းရေးမျိုးမှာကြီးလာတာဒီခဲမမနေရလို့လေဘာမှမဖြစ်သွားဘူးလူကိုအဲ့ဒီစောက်ချိုးသွားလို့ဒီဘလို့မခဲစားတယ်လို့ပြောနေတာကျမပြောတယ်ကျမအိုဘာဖြစ်နေတယ်လို့ထင်ကျမတို့ခဲစားဘူးလေလူဆိုတိတ်လေပဲတိတ်ရတော်လေးကိုစိုက်ကိုထိုင်နေတာရသူတို့မိသားစုတပိတ်သားစုလုံးလေလေအပြည့်အခုလိုပြောအစေပြေးနေပါစေလို့စုတောင်းပေးတယ်ကဲဆိုတာမပြေရဘူးနော်ကဲဆိုတာဘလို့မှမပြေရဘူးအခုကိုအကောင့်တော်ချာနေပြက်စီဆုံးရှုံးသွားတယ်အများကြီးကျမတို့လည်းဒီလိုပဲအဲ့ဒီတော့လက်ရှိဘောမှာကောင်းနေတယ်ဘသူ့မှလည်းကိုကြော်ပြီးမော်ပြီးမပြောဘူးတဲ့ခါကြတော့လေအဲ့လိုမျိုးကိုပြောတဲ့ခါကြတော့တီးမခဲနိုင်ဘူးဘလို့မှစိတ်တော့ချက်ပြတယ်ဆိုကြော်ဟာမကြည့်ချင်မကြည့်နဲ့လာပြောတော့ဘိုးဝေးပဲဒီအိမ်ရှင်အိမ်ငါပြဿနာကပေါ့နော်ကြီးတော့တာဘာမှမဟုတ်ပေမဲ့တော်တော်လေးရှုပ်တယ်တချို့ကအိမ်ရှင်အကျင့်မကောင်းတာနဲ့တခုကြတချို့ကြတော့လည်းအိမ်ငါတဲ့လူအကျင့်မကောင်းတာလည်းပေါ့နော်ဒါအခုကြည့်ရှုရပြတဲ့ကောဒီအိမ်ရှင်အိမ်ငါကိစ္စနဲ့ပတ်သက်ပြီးဘယ်လိုထင်လဲဆိုတာဆုစနေကွန်မန့်မှာရေးသားပေးလို့ရပါတယ်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်